3ချမေးရှင်များအားလုံးပဲမင်္ဂလာပါရှင်ဒီလာမယ့်ပတ်ကတော့16ရက်6လ25ပေါ့နော်လာမယ့်17ချိန်ပေါ့နော်17ချိန်အတွက်ဒီကနေ့ကတော့လုံးပိုင်စိုက်ကလေးကိုတွေ့ပြပေးပါမယ်နော်ဒါဆိုရင်သွားမယ်နော်လုံးပိုင်စိုက်ကိုသွားပါမယ်ဒီမှာရှိတဲ့နေ့ရယ်လေးရယ်နှလုံးပေါင်းမယ်နော်နေ့နဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက6ဆိုပြီးတော့ရတာတယ်6ကိုတက်ပေါင်းမယ်6ပြီးတော့ခွန်6ရယ်ခွန်ရယ်ဆိုပြီးတော့လုံးပိုင်ကနှလုံးရတာတယ်နော်ဒါဆိုရင်ညီမတို့ရဲ့ထွက်ကဏ္ဍကသူ့အောက်မှာရှိတဲ့863ပဲပေါ့နော်863ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာက6ဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်ဆက်သွားပါမယ်ဒီခါနဲ့ခွန်နှလုံးပေါင်းတော့ပေါင်းခြင်းကကိုတက်တိုးတော့3ည30ပေါ့နော်အဲ့တော့ကိုရဲ့3ညရမယ်ဒါဆိုရင်ဒီခါထွက်တဲ့ကဏ္ဍကိုကြည့်မယ်ခွန်3ည900ခွန်3ညဖြစ်တဲ့အတွက်ကြောင့်မလို့9နဲ့3ညနဲ့မှာဒီမှာ3ညဆိုတဲ့လုံးပိုင်းလေးဆင်ထားတယ်နော်ဒါဆိုရင်ဆက်သွားပါမယ်နောက်တစ်ပင်ကဒီမှာ3ဒီမှာ9နှလုံးပေါင်းတော့ပေါင်းခြင်းကနဲ့ကိုတက်တိုးတော့3နဲ့3ဆိုပြီးတော့ရထားပါတယ်ဒါဆိုရင်ဒီမှာပါထွက်တဲ့လုံးပိုင်းက963ပါ963ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာ2နဲ့3နဲ့မှာ3ဆိုတဲ့လုံးပိုင်းလေးဆင်းထားတယ်เนาะဒါဆိုရင်ဆက်သွားပါမယ်ဒီမှာရှိတာ6ဒီမှာရှိတာနဲ့6နဲ့နှလုံးပေါင်းတော့ပေါင်းခြင်း8ကိုတက်တိုးတော့8ရယ်9ရယ်ဆိုပြီးတော့ဘိုင်ကနှလုံးရထားတယ်เนาะဒါဆိုထွက်ကဏ္ဍကိုကြည့်ပါမယ်388ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာ8နဲ့9နဲ့မှာဒီမှာ8ဆိုတဲ့လုံးပိုင်းလေးဆင်းသွားတယ်ပေါ့เนาะဒါဆိုဆက်သွားပါမယ်ဒီမှာ3ဒီမှာ5နှလုံးပေါင်းတော့ပေါင်းခြင်း8ကိုတက်တိုးတော့8ရယ်9ရယ်ဆိုပြီးတော့ရထားတယ်เนาะဒါကတော့နာမည် 3D ပေါ့เนาะ16ရက်6လ25 17ချိန်မှာเนาะထည့်ပြီးကစားရမယ်လုံးပိုင်လေးကဒီမှာပါ8ရယ်9ရယ်ဆိုပြီးတော့နှလုံးရှာတွေ့ထားတယ်ပေါ့နော်ဒါညီမရှာတွေ့တာကိုကြည့်ပြခြင်းဖြစ်ပါတယ်ကိုတို့မတို့ကကြိုက်တူမဲ့ချန်တဲ့တမက်ဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲနာမည်ပါမှာကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်